အားလုံးပဲမင်္ဂလာပါအခုဒီချက်ကမိဘတွေမေးလို့ရှိတဲ့ parenting နဲ့ဆိုင်တဲ့မိဘတွေတွေကတစ်ခုကိုဖြည့်ပေးသွားမှာပဲဖြစ်ပါတယ်အခုဒီချက်ဖြည့်ပေးမှာကတော့တတမမီတို့မှာဆိုရင်သူတို့ကိုအရန်လိုလိုက်တဲ့ဖူးဖူးဖွားတွေရှိတတ်ပါတယ်အဲ့ဒီခါမှာဖေမီတို့ကဆူလိုက်ရင်ဖူးဖူးဖွားတွေစီပြေးသွားတာပြောစကားနားထောင်တာအလိုလိုက်မှန်းသိတော့ဖူးဖူးဖွားတွေကိုကြမ်းတမ်းတဲ့စကားတွေ bad words တွေပြန်ပြောတတ်တာမျိုးတွေရှိတတ်ပါတယ်အဲ့ဒီခါမှာဆိုရင်မိဘတွေအနေနဲ့လှုပ်ဆောင်ရမယ့်နည်းလမ်းလေးတွေကိုဒီချက်ကပြောပြပေးချင်ပါတယ်ပထမဆုံးအနေနဲ့ကလေးတွေကိုစီကန်းရှိလာအောင်အိမ်မှာရှိတဲ့လူတွေအားလုံးညီဖို့လိုအပ်ပါတယ်နော်ဥပမာဖေမေတို့က no လို့ပြောထားတဲ့အရာကိုပူပူပွားကိုသွားမင်းလဲ no ပါပဲနော်ဘာကြောင့်လဲဆိုတော့ကလေးတွေကသူတို့ကိုလိုလိုက်တဲ့သူစီကန်းတင်းကျပ်တဲ့သူစသဖြင့်ခွဲခြားပြီးတော့သိပါတယ်ဖေမေတားမြစ်ထားတဲ့အရာကိုတခြားသူတွေကလက်ရောပြီးနေမယ်ဆိုရင်ကြာလာတဲ့အခါမှာဖေမေစကားကိုနားမထောင်ချင်တော့ပါဘူးနောက်တစ်ခုကတော့ကလေးတွေကကောင်းချင်းဆိုးချင်းကိုတေချာခွဲခြားပြီးတော့မသိနိုင်သေးတဲ့အတွက် bad words တွေကြမ်းတမ်းတဲ့စကားတွေကိုပြောတတ်ပါတယ် bad words တွေပြောခြင်းဟာကိုယ့်ရဲ့စိတ်နှလုံးသားကိုအားကလေးဖြစ်စေတယ်၊ဓာတ်တိဖြစ်စေတယ်ဆိုတာကိုပြောပေးပါ။ကိုယ့်ရဲ့စိတ်နှလုံးသားလေး clean ဖြစ်ပြီးလှပနေဖို့အတွက်ဘယ်လိုစကားလုံးလေးတွေကိုပြောပြရမလဲဆိုတာကိုလည်းသင်ကြားပေးပါ။နောက်တစ်ချက်ကတော့လက်တွေ့ experiment ပြုလုပ်ပြီးပြသပေးလို့ရပါတယ်။ဥပမာအသီးလေးနှလုံးရှိတယ်ဆိုပါစို့အသီးလေးတစ်လုံးကိုတော့ good words တွေပြောမယ်။နောက်တစ်လုံးကိုတော့ bad words တွေပြောမယ်။နောက်ရက်မှာဆိုလို့ရှိရင် good words ပြောခြင်းခံရတဲ့အသီးလေးကလန်းဆန်းနေပြီးတော့ bad words ပြောခြင်းခံရတဲ့အသီးလေးကတော့ပုတ်သွားမှာပဲဖြစ်ပါတယ်။ဒီလိုမျိုး experiment လေးကိုမိဘတွေကကြိုတင်ပြင်ဆင်ပြီးတော့ပြသပေးပါဒီလိုမျိုးပြသပေးခြင်းအပြင်ကလေးတွေက good words နဲ့ bad words ပြောခြင်းရဲ့ကောင်းခြင်းဆိုးခြင်းကိုလက်တွေ့မြင်သွားမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ကလေးတွေကိုစီကန်းရှိလာအောင်နဲ့ bad words ပြောတဲ့အခါမှာဘယ်လိုနည်းလမ်းလေးတွေကိုအသုံးပြုပေးရမလဲဆိုတာကိုသိသွားပြီလို့ယုံကြည်ပါတယ်ဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်